ဘဲကွာနေတဲ့ဆွေမျိုးသားချင်းတွေနဲ့ရုတ်တရက်ပြန်လဲစုံစည်းရတာမျိုးတွေကြုံ။နောက်မခေါ်မပြောဖြစ်နေတဲ့ဆွေမျိုးသားချင်းတွေနဲ့ပြန်လဲပြီးတော့ခေါ်ပြောတာမျိုးတွေကြုံ။တောကြသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်တောကြသာသမီများအတွက်ဗတ်တင်တောကြနေညနေ6 နာရီဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေဝင်တေရောနမိတ်ကိုတေရောက9ကချပြီးတော့ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်ဟောဒနာစီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရောမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါခြင်းပါတယ်ယူရောမင်္ဂလာချမ်းကဆိုရင်တော့ဗုဒ္ဓဦးနေ့ကလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရက်မရှိဖွင့်ပါတယ်တနင်္ဂနွေနေ့မနေ့7 နာရီမှာကျွန်တော်ခင်မွန်းကြီး10ပါအလူရရပွဲကြီးရှိပါတယ်နော်ညီသူမဆိုလာပြီးတော့ခင်မွန်းကြီး10ပါကိုကြောနိုင်ပါတယ်နောက်ပတ်စဉ်အင်္ဂါနေ့နဲ့စနေနေ့မနေ့7 နာရီမှာတော့နဝင်းပွဲရရတွေရှိပါတယ်အင်္ဂါနေ့ညမှာတော့ဓာကြီးလေးပါအလူရရပွဲကြီးပြုလုပ်ပေးတာဖြစ်ပြီးတော့ဗုဒ္ဓဦးနေ့တည်းရပိတ်ပါတယ်နော်ဗုဒ္ဓဦးနေ့တည်းရပိတ်တယ်ပြီးတဲ့အခါကျတော့ကြာသပတေးနေ့မနေ့7 နာရီမှာတော့ကျွန်တော်တို့ခေါင်းစည်းမင်္ဂလာရရပြုလုပ်ပေးပါတယ်တောက်ကြနေမနေ့7 နာရီမှာတရားပွဲရရဆိုပြီးတော့ကျွန်တော်တို့ပြုလုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ခရီးရသားသမီးတွေအတွက်ကျွန်တော်တို့ယူရောမင်္ဂလာခြံကနေပြီးတော့နေ့စဉ်နေ့တိုင်းရရတွေပြုလုပ်ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်မေတ္တာနဲ့စီရင်ပြုလုပ်ပေးတဲ့ရရတွေဖြစ်တဲ့အတွက်မြည်သူမဆိုလွတ်လွတ်လပ်လပ်လာရောက်ပြီးတော့ရရတွေပြုလုပ်နိုင်ပါတယ်တချို့အကြောင်းမျိုးမျိုးနဲ့ယူရောမင်္ဂလာခြံကိုမလာရောက်နိုင်တဲ့လူတွေကတော့ online ကနေပြီးတော့ Viber ကနေပြီးတော့ Hotline နေမှာယူနိုင်ပါတယ်တချို့ဘေးရင်သင်တန်းတက်ကျင်တဲ့လူတွေဘေးရင်ဝါသနာပါတဲ့သူတွေဆိုရင်တော့ကျွန်တော်တို့1 ရက်2 လနေပြီးတော့10 ရက်2 လအထိပေါ့နော်10 ရက်တာဘေးရင်လက္ခဏာတဲတော့သင်တန်းရှိပါတယ်သင်တန်းကြီးပေးရမလို့ပါဘူးအခမဲ့သင်ပေးတဲ့ပညာဒါနဇယိငိမ့်သင်တန်းဖြစ်ပါတယ်လာပြီးတော့တက်ရောက်နိုင်ပါတယ်နော်ကဲကျွန်တော်တောက်ကြသားသမီးတွေအတွက်တဲတော့နမိတ်ကလေးဖတ်ကြားပေးမှာဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်ပထမဆုံးကြာလာတဲ့တဲတော့နမိတ်ရဆိုရင်တော့ဒုလူလင်းဒု6 ချောင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်အဲ့တော့ဒီနမိတ်ထဲမှာဆိုရင်ဒါခေါင်းဆောင်တယောက်ကမြင်းအဖြူကြီးကိုစီးလာတာပေါ့နော်စီးလာပြီးတော့လက်ထဲကဒုတ်တစ်ချောင်းကိုကင်ထားတော့အဲ့ဒုတ်ချောင်းရဲ့အထိပ်မှာတန်လင်းကက်တင်တဲ့ပန်းကုန်းတစ်ခုပါတယ်နောက်ကနေပြီးတော့လူအများကြီးကဝင်းရံပါလာတဲ့သင်္ကေတနမိတ်ဖြစ်တယ်အဲ့တော့တောက်ကြသားသမီးတွေကဒီကာလတွေမှာကျွန်တော်တို့မိမိတို့ဥဆောင်ဥရွက်ပြုတ်လုပ်ပြီးတော့လောက်ကင်ဆောင်ရတဲ့လုပ်ငန်းတွေခေါင်းဆောင်နေရာနေပြီးတော့တာဝန်ယူပြီးတော့လောက်ကင်ဆောင်ရွက်ရတဲ့လုပ်ငန်းတွေမှာထူးထူးခြားခြားအောင်မြင်မှုရတတ်တဲ့နမိတ်မျိုးဖြစ်ပါတယ်။ပြီးရင်နောက်လိုက်ကောင်းတွေလည်းရတတ်တယ်။ကိုယ့်ရဲ့စီးပွားရေးတွေကိုယ့်ရဲ့လောက်ကင်တွေကိုယ့်ရဲ့အကြံစီတွေအောင်မြင်စေဖို့အတွက်အဖက်ဖက်ကနေပြီးတော့ဝင်းရံပေးမဲ့လူတွေလည်းပေါ်များတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားအောင်မြင်တတ်တာပါနော်။အဲ့တော့ပြည်တွင်းခရီးတို့ပြည်ပခရီးတို့နိုင်ငံခြားခရီးတို့နောက်အလုံးနဲ့ပတ်သက်တဲ့ခရီးတို့နော်အကြံစီနဲ့ပတ်သက်တဲ့ခရီးတို့အဲ့ခရီးကိစ္စတွေမှာထူးထူးခြားခြားအောင်မြင်မဲ့ကံတာမျိုးရှိပါတယ်။နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစတင်ဖို့အတွက်ကြံစီနေသောစ조사အားထုတ်နေတဲ့တောက်ကြသားသမီးတွေအတွက်ဆိုရင်အင်မတန်မှကောင်းပါတယ်လှုပ်လဲလှုပ်တင်ပါတယ်လှုပ်တဲ့အတွက်လည်းအောင်မြင်မှုအထွတ်အထိပ်ရနိုင်တဲ့ကံတာမျိုးရှိပါတယ်နော်အဲ့တော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့တောက်ကြသားသမီးတွေအတွက်ဆိုရင်လည်းတော်တော်လေးကောင်းပါတယ်အစိုးရဝန်ထမ်းလုပ်တွေကုမ္ပဏီဝန်ထမ်းလုပ်နေတဲ့သူတွေဆိုရင်လည်းဒါတိတိတတ်တာယာတုတိုးခြင်းတွေလစာတိုးခြင်းတွေနေရာကောင်းရခြင်းတွေကြုံနိုင်တာပေါ့အဲ့တော့အဖက်ဖက်ကနေအစဉ်ပြေခြင်းတို့ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းအောင်မြင်ခြင်းတွေကြုံရမယ့်အချိန်ကာလပါပဲနောက်တောက်ကြသားသမီးတွေရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့ခွဲပလားရှစ်လုံးဆိုတဲ့နမိတ်ကြတာပေါ့နော်ခွဲပလားရှစ်လုံးနမိတ်ကကြတော့နည်းနည်းလေးသတိထားရတာပေါ့ဘာသတိထားရတာလဲဆိုတော့မကောင်းလို့သတိထားရတဲ့နမိတ်မဟုတ်ပါဘူးအင်မတန်မှကောင်းလဲကောင်းတယ်ပေါ့နော်ခုနကပြောခဲ့သလိုပဲအလုပ်တွေကလည်းအောင်မြင်ငွေကြေးတွေကလည်းလက်ရွှင်တော်တော်လေးကောင်းပါကောင်းပြီမဲ့လည်းစိတ်ထဲမှာပေါ့အဲ့ဒီအောင်မြင်မှုတွေကိုစိတ်ကုန်လာတာအဲ့ဒီငွေကြေးတွေကိုစိတ်ကုန်လာတာအဲ့ညီးငွေလာတာအဲ့ဒါမျိုးတွေဖြစ်တတ်တယ်တဲ့နော်အဲ့ဒါလေးတွေသတိထားပေါ့အဲ့တော့အလုပ်တွေမဖြစ်ဘူးလားဖြစ်တယ်ငွေတွေမရဘူးလားရကိုယ်စိတ်ကဟိုတဲ့ကအဲ့ဒါတွေကိုလှုပ်ချင်စိတ်ကန်ချင်စိတ်တွေအားနေပြီးတော့စိတ်ကုန်ပြီးတော့တန်ဝေကရသလိုလိုအဲ့ဒါမျိုးတွေဖြစ်သွားတာပေါ့နော်ဘာသာရေးလှုပ်ချင်စိတ်တွေပေါ်လာတတ်တာတို့
နော်အဲ့ဒီငွေကြေးဥစ္စာရဏပစ္စည်းတွေကိုကြောခိုင်းပြီးတော့အေးရရေးကြောင်းပဲလွတ်မြောက်ကြောင်းပဲလှုပ်ချင်စိတ်တွေပေါ်ပေါက်လာတတ်တယ်တဲ့အဲ့တော့တချို့ဒါကြောင့်မလို့အခွင့်အရေးတွေငွေကြေးတွေဆုံးရှုံးမှုတွေမမျှော်လင့်မနဲ့ဖြစ်တတ်တဲ့ကံကြမ္မာမျိုးရှိပါတယ်။နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့ Wheel of Fortune ဆိုတာကကံကြမ္မာရဲ့လှဲဘိန်းပေါ့နော်ကံကြမ္မာလှဲဘိန်းဆိုတာကောင်းသောအပြောင်းလဲတွေဖြစ်တာပေါ့အဲ့တော့ဆွေမျိုးသားချင်းတွေနဲ့အစင်မပြေတဲ့ဆွေမျိုးသားချင်းတွေနဲ့ပြန်ပြီးတော့အစင်ပြေလာတာမျိုးတွေကြုံမယ်နောက်ကွဲကွာနေတဲ့ဆွေမျိုးသားချင်းတွေနဲ့ရုတ်တရက်ပြန်လဲစုံစည်းရတာမျိုးတွေကြုံနောက်မခေါ်မပြောဖြစ်နေတဲ့ဆွေမျိုးသားချင်းတွေနဲ့ပြန်လဲပြီးတော့ခေါ်ပြောတာမျိုးတွေကြုံနောက်ကာလကြာကြီးထင်းငေါနေတဲ့ကြံ့ကြာနေတဲ့ဆွေမျိုးသားချင်းတွေနဲ့လှုပ်ဆောင်ထားတဲ့ကိစ္စတွေမှာပြန်ပြီးတော့အဆင်ပြေသွားတာမျိုးတွေဖြစ်တတ်ပါတယ်။နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံတာရာမှာကြတော့ထူးထူးခြားခြားပဲဒီကာလတွေမှာမိတ်ဆွေအသစ်တွေအပေါင်းအသင်းအသစ်တွေတငယ်ချင်းအသစ်တွေပေါ်ပေါက်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။မိတ်ဆွေအသစ်အပေါင်းအသင်းတငယ်ချင်းအသစ်တွေအကျိုးပေးတတ်တဲ့အချိန်ကာလပါနော်။အဲ့တော့လူမှုရေးကံတာရာရဆိုရင်တော့ကောင်းပါတယ်။နောက်ကျမ်းမာရေးဆိုးဆိုးရွားရွားအညံ့နမိတ်မရှိပါဘူး။ဒုံ၅ချောင်းနမိတ်ကြတာပါ။ဒီနမိတ်ကလည်းအင်မတန်မှကောင်းသောနမိတ်ပါ။အဲ့တော့ကျမ်းမာရေးကံတာရာကောင်းမယ်ကျမ်းမာရေးဆိုးဆိုးရွားရွားညံကိန်းတွေပါလိမ့်မရှိဘူးခံစားနေရတဲ့ယောဂဝေဒနာတွေရှိရင်တော့မှလိုလိုနေနဲ့တက်တာပြောက်ကင်းသွားမယ်ကံတာရာမျိုးရှိပါတယ်။နောက်မိတ်ဆွေပေါင်းတဲ့တကယ်ချင်းတွေကဏ္ဍတွေမှာလည်းကောင်းပါတယ်ပညာရေးကိစ္စသင်တန်းကိစ္စမှာကျတော့ခွဲပလား၃လုံးကိုကင်မြောက်ပြီးတော့အောင်ပွဲခံတဲ့နမိတ်ကြတယ်။အဲ့တော့ပညာရေးကံတာရာတွေကောင်းတယ်ပေါ့နော်ဖြေဆိုမဲ့စာမေးပွဲချောချောမောမောအောင်မြင်မှုရှိတယ်။တကယ်ချင်းတွေညီကိုမောင်နှမတွေအတူတူတက်ဖို့ကြံစီထားတဲ့သင်တန်းအတူတူဖြည့်ဆို့ဖို့အတွက်တိုင်ပင်ထားတဲ့စာမေးပွဲချောချောမောမောဖြည့်ဆို့အောင်မြင်မဲ့ကံတာရာမျိုးရှိပါတယ်။အဲ့တော့ဖက်ကနေအစဉ်ပြေခြင်းကံကောင်းခြင်းစိတ်ချမ်းသာရခြင်းအောင်မြင်ခြင်းတွေကြုံပါမယ်။နောက်ခြေနှောင်းရင်းနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ရှင်ပြန်ထမြောက်ရှင်ပြန်ထမြောက်နမိတ်ကကြတော့သူကတေရားနေပြီးတော့ပြန်ရှင်တဲ့နမိတ်စိုးရာနေပြန်ကောင်းတဲ့နမိတ်ဖြစ်တာပေါ့နော်။ဒါကြောင့်မလို့ကွဲတော့မလို့လို့ကွာတော့မလို့လို့ဖြစ်နေတဲ့သမီးသားချစ်သူတွေပြန်ပြီးတော့ရင်ကြားစီသွားတတ်ပါတယ်မိသားစုတွေပျော်ကွဲပျက်စီးတော့မလို့ဖြစ်နေရကနေပြီးတော့ရုတ်တရက်မမျှော်လင့်မဲနဲ့မိသားစုအိမ်နှွေးတွေပြန်ပြီးတော့အဆင်ပြေသွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဖက်ဖက်ကနေပြီးတော့မကောင်းရာကနေပြန်ကောင်းလာမှာပေါ့အဲ့တော့ချင်းတော်ရဲ့အတွက်တောကရောက်နေတဲ့တောက်ကြသားသမီးတွေရှိရင်အဲ့ဒီတောကတွေကနေပြီးတော့ရက်ပိုင်းအတွင်းမှာလွတ်မြောက်သွားဖို့ကံတရားမျိုးရှိပါတယ်။အားလုံးကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့တောက်ကြသားသမီးတွေအတွက်အလုပ်အကိုင်းတွေအခွင့်အရေးတွေအခွင့်အလမ်းတွေများစွာအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်။အောင်မြင်မှုရတာကိုစိတ်ကုံသလိုလိုညီးငွေ့သလိုလိုမလှုပ်ချင်သလိုလိုစိတ်မပါသလိုလိုတွေတော့ဖြစ်တတ်ပါတယ်။နည်းနည်းသတိထားဖို့လိုအပ်ပါတယ်နော်။တန်ဝေကအစ်စ်မဟုတ်ပါဘူးနော်။အဲ့တော့တောက်ကြသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အယောင်နဲ့နီညိုရောင်ကောင်းပါတယ်နီညိုရောင်ဝတ်ပါဆောင်ပါပေါ့နော်သုံးကဏ္ဍကကြတော့ကျွန်တော်တို့တောက်ကြသားသမီးတွေအတွက် lucky number တွေဖြစ်ပါတယ်အဲ့တော့ကဏ္ဍအပြင်ဆိုရင်3အစ3အဆုံးတို့3ကဏ္ဍအပူးတို့အဲ့ဒါတွေကအင်မတန်မှနမိတ်ကောင်းပါတယ်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဇီးတီးတို့ဇီးယိုးတို့ကတ်လူပူဇော်ပြီးတော့ဆုတောင်းမယ်ဆိုရင်အញ្ញံကြိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။စလေသားသမီးများအတွက်တပတ်တာကာလမှာတွေ့ကြမဲ့ကံကြမ္မာအဆိုးကောင်းများအတွက်တဲတော်နမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်နော်။အဲ့တော့ကျွန်တော်ယူတော်မင်္ဂလာကျမ်းရဲ့လိပ်စာကတော့ရန်ကုန်ဘက်ကလာတဲ့အခါထောက်ကျန့်အကျော်မှော်ပြီးတိုးကိန်းနာမှာကိုလုံးကွင်းဆိုတဲ့မှတ်တိုင်ရှိပါတယ်။အဲဒီကိုလုံးကွင်းမှတ်တိုင်ကနေပြီးတော့ဝင်လာရင်ပိန်းနေကုန်းကျေးရွာမှာယူတော်မင်္ဂလာချမ်းတည်ရှိပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတောက်ကြသားသမီးများအားလုံးကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလိုရာဆန္ဒတစ်လုံးတစ်ပါးတည်းရရှိနိုင်ကြပါစေကျန်နိုင်အောင်ဆောင်နိုင်မြောက်ကြပါစေဘဝလမ်းခီးလမ်းကိုအေးချမ်းသာယာစွာချောမွေ့စွာနဲ့ရှောက်လန်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာများလှိုက်လိုက်လဲပို့